B is the best. ယခုတခါခံရဆုံးသူဖြစ်၏ငါတို့နေစံတို့မိသားစုစာဝင်နေရခက်ခဲပြီးကျောင်းစရိတ်ရအောင်ဆိုရင်ဦးလေးပြင်ပန်းပန်းအလုပ်လုပ်ရမယ်ငင်းချမ်းတကူကောင်းမဆန်ချင်းဦးလေးကိုအကြောင်းအမျိုးမျိုးပြည့်တဲ့ကတော့ငင်းချမ်းဆက်တရားသည်ငင်းချမ်းပညာသင်ထောက်ပံ့ခြင်းရှာသည်ရွေးခံရ၏ဒီသူတို့၏အဖြစ်ရသောသူများကြောင်းများသည်ဒီသူတို့၏ချွေတွေလောအားများဖြင့်တိဆောက်ထားရှိခြင်းဖြစ်၏ဒီသူတို့၏ဒီလိုနားကိုဖောက်ချင်ကြတယ်အလုပ်ပြင်မဲ့သောဦးလေးနှင့်တနေ့တခြားအသက်အရွယ်ကြီးရလာပြီဖြစ်သောအမေကြီးတို့ကိုကြည့်၍ငင်းချမ်းစိတ်မကောင်းပြီးအဖေကြီးကိုရည်စူး၍ဦးသုံးတင်ချလာ၏ငင်းချမ်းကိုလှည့်ပြလိုက်ဖို့ရန်အတွက်နွားများအဆောင်ကျွေးထားသည်အမေကြီးကငင်းချမ်းစားသွားရန်အတွက်ချက်ပြုတ်ပြင်ဆင်ထားသည်ဦးလေးနှင့်အတူထမင်းစားကြသည်ငင်းချမ်းအဝတ်အစားနှင့်လိုအပ်မည့်ပစ္စည်းများကိုအမေကြီးကတက်တာတလုံးနဲ့ထည့်ထားသည်အေးလေးကိုယခုတစ်ခါထွက်ရသည်မှာရေစင်ကထွက်ရသည်နဲ့မတူရေစင်ကထွက်ရသည်မှာပညာသည်ပြည့်ပြည့်စုံစုံအကောင့်ထဲဖိုးဖို့ပဲအဲ့ဒီချိန်ကျရင်တော့ကျောင်းအုပ်လည်းရောက်လာပါမယ်အခုတော့ဆရာကပဲအားလုံးတာဝန်ယူပြီးအလဲတန်းကျောင်းတစ်ကျောင်းအဖြစ်အကောင့်ထဲပေါ်အောင်လုပ်ပေးရမှာ